top 6ခုဖြစ်ပါတယ်မိကွန် music show ပွဲတွေလုပ်တဲ့နေရာ okay ကျော်ဒါတော့ရန်ကုန်မြို့မှာအများကြီးပဲကဲကျော်တေကန်တော်ကြီးအဖြေကဟုတ်တယ်ကိုပါတော့ကိုမတူမပေးဖေးမလားကိုဖြေနေရာယူပါဟုတ် easy တော့ဟိုဘက်ကလည်းဗာလဲသတင်းတောက်တွေဟလာပြီးတော့ prisoner တွေဟလာ producer တွေဆိုတော့ဒီ show ပွဲတွေဘယ်မှာသတင်းသွားယူရမလဲဆိုတာအရန်လွယ်တယ်သိတဲ့နေရာဒါပေမဲ့ဒီဘက်ကလည်းသူတို့ကိုယ်တိုင် show လျှောက်တာလည်းဖြစ်နိုင်တယ် show ပွဲသွားကြည့်တာလည်းဖြစ်နိုင်တယ်ဆိုတော့ဒီမိကုန်းကအရန်လွယ်တယ်ဟုတ်ပြီနော် okay လာပြီ music show ပွဲတွေလုပ်တဲ့နေရာရွှေထွတ်တင်ကဘာခေါ်လေးလဲအဖြေက music show ပွဲတွေလုပ်တဲ့နေရာမြန်မာ event park အဖြေကဟုတ်ပြီနောက်တစ်ယောက် music show ပွဲတွေပြုလုပ်တဲ့နေရာသူဝနာဘူမိခေါင်းထဲကဘယ်ပွဲကိုမြင်လဲဟိုပါဗလေ EDM ပွဲဟိုလေဘယ် EDM လဲဟုတ်မဟုတ်ဟိုပါဗလေမြန်မာ New Year countdown အဲ့ဒါလည်းဟုတ်လားဟုတ်ပါဘူးသူဝနာဘူမိအဖြေက okay နောက်တစ်ယောက် music show ပွဲတွေပြုလုပ်တဲ့နေရာဟိုလေးမိုင်းနာဘာလဲဘာအဲ့လိုမိုင်းနာကွင်းအဲ့မှာဘာလုပ်ခဲ့လဲဘာပွဲလုပ်လဲအဲ့လေးပွဲလုပ်တယ်လေအများကြီးပဲ show ပွဲတစ်ချက်ဆိုတော့လုပ်တယ်အခုအထင်ကြီးကအကြီးကြီးကြီးလုပ်ခဲ့တဲ့ပွဲဆိုင်ပွဲလေးလုပ်တယ်လေဟုတ်လားဩမေးနေရအေးမေးနေရကြောလုပ်တယ်မဟုတ်လေပွဲလေကိုတင်မလားဆိုတော့အဖြေဘာပြောနေမှမသိဘူး